တော့ထမင်းစားမမိန်ပေါ့နော်အလောက်ကလည်းစနေနေ့အလောက်နာရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝတ်သားလေးပပလေးလေးလိုက်ပါတရင်ကြီးကိုအကုန်မွာပြီးတော့ညူစဝေးနဲ့ထောင်းလိုက်ပါတယ်ဒါကစားနဲ့နေထားပြီးတော့ရေသုံးတက်စိန်လိုက်ဆေးလိုက်ပါတယ်တန်းစင်ကြအောင်ပေါ့နော်ရေသုံးတက်စင်ကြအောင်ဆေးပြီးတဲ့အခါသူ့ကိုအရသာလေးမှုတ်လေးနဲ့ပေါ့နော်နှက်ထားပါမယ်ရှင်အဲ့တော့စားရဲ့ရှုမို့ရဲ့နံလဲမှုတ်လေးရဲ့ပမာဏအလောတော်လေးတွေကိုကွက်တီကျမထည့်ပါတယ်ရှင်ပြီးရင်တော့ဒီအစားကိုနေပေးပါမယ်ဆလင်းမှုကတော့မြန်ထည့်ပါတယ်ဆလင်းမှုမြန်မှာအယောင်လေးကလှမှာပါအသားတွေချက်တဲ့အခါအယောင်လေးပါမှပို့ပြီးလာတာပေါ့နော်အဲ့တော့ဆန္ဒကထူထောင်ထားတဲ့တငယ်သီးတွေကိုရေဆေးပါတယ်ရှင်ဒါကတော့ခွဲပြီးတော့မှရေဆေးတာကပို့ပြီးတော့အဆင်ပြေတာမို့လို့ပါဒါတော့ကျတော့ပြည့်ရဲ့ကျတော့မရဲ့ချင်းရဲ့နလည်းမို့ငရုတ်တီးပေါ့ငရုတ်တီးကလည်းအရင်ဆက်ပါတယ်အမထဲမှာပေါ့နော်မှာလို့ရတယ်ပေါ့နော်အမရှိကနေပြီးတော့ဝယ်သုံးတာပေါ့နော်အဲ့ဒီနည်းနည်းထည့်တာနဲ့အရင်ဆက်ပါတယ်ရှင်အဲ့တော့နလည်းမို့ရဲ့စားရဲ့ရှုမို့ရဲ့အခါလေးရောထောင်းလိုက်ပါတယ်ဒါတော့စီပူနေတဲ့အိုးတွေကိုစီထည့်ပူနေတဲ့အိုးတွေကိုစီထည့်လိုက်တာပေါ့နော်ပြီးရဲ့အခါကျတော့ဒါအရောင်တက်လိုက်ဆိုလင်းမုတ်ထည့်စရာမလိုတော့ပါဘူးရှင်ဘာလို့လဲဆိုတော့အရသာမှုတွေကတခါလေးထည့်ထောင်လာပြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းကအရသာအရန်ရှိတဲ့ဟင်းတစ်ခွက်ရမှာမို့လို့ပါရှင်ဒါကတော့ဒါအကောင်လုံးပြီးသွားပါပြီပေါ့နော်ဒါအရသာထပ်ထည့်စရာလည်းမလိုတော့ပါဘူးရှင်အဲ့တော့ဒါစီချက်လေးလည်းနည်းနည်းမွေးလာပြီနည်းနည်းယော်လာပြီဆိုတော့ကျမတို့ကတချို့ကျတော့မဆလာကြိုက်တယ်ပေါ့နော်ဟင်းမဆလာထည့်လို့ရပါတယ်ကျမကတော့မဆလာမထည့်ပါဘူးဈေးပါပါပဲတဲ့အတွက်ကြောင့်မလို့မဆလာမထည့်တော့ပါဘူးအဲ့တော့ဒညင်းသီးလည်းထည့်မဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဒါကတော့ဝက်သားလေးစွမ်းနာနေလာတယ်ဝက်သားပေါ့နော်အဲ့ဒါကိုတေချာလေးနာလို့လုံးလိုက်ပါတယ်နည်းနည်းကြွလေးဖြစ်တောင်းလို့ပေါ့နော်အဲ့လိုပြီးရတဲ့အခါကျတော့ဒါစွမ်းနာမှာထည့်ထားတဲ့ဒညင်းသီးလေးကိုပြစ်ထည့်လိုက်ပြီးတခါတည်းပေါ့နော်ရေနှစ်ရေလောက်ကိုဒညင်းသီးရောဝက်သားရောနူးအောင်လို့ပေါ့နော်နှစ်ရေလောက်ကိုတည်ပြီးလိုက်ပါတယ်ပေါ့နော်ခန်းအောင်လို့ဒါတော့တရေပြီးသွားပြီဒါမွေကြီးအရန်စားလို့ကောင်းပါတယ်အရသာကဘာမှထည့်စရာမလိုတော့ပါဘူးဘာလို့လဲဆိုတော့စုံထဲမှာလည်းအချူမို့ရင်စားရင်အခါလေးရောထည့်ထောင်ထားတယ်အရသာမှာလည်းတခါလေးအသားမှာလည်းထည့်နေထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါတော့တငယ်သီးဝက်သားတငယ်သီးလေးစားလို့ရပါပြီထမင်းမိန်